လွယ်ကူပြန်ဆုံးနိုင်မှုရာလူတွေကဘာကတကယ်ချာနာတစ်ခါတလေခဏတော့တတိယမိမှာပါတငယ်ချင်းတွေပေမလေးငါကတန်တာယုံအဲ့ဒီထက်ပိုငိုနေလို့လည်းမထူနိုင်တဲ့ခါစာတင်နေကြတယ်ကြောင့်ကိုပြန်မြင်အောင်ကြည့်တော့ဒီနေ့အလွန်နဲ့ဝမ်းနေပြီပြန်လေအဲ့ဒီချိန်ဒီတော့ငါရောက်မချေဖြူတဲ့ဒုစိတ်တွေခုတော့လေရာရာအားလုံးပြောင်းလဲနေဒီနေ့ပြန်တွေ့တော့တွေ့မှာပါလောကကြီးရဲ့တောင်တနေရာတော်ဝင်ကိုစစ်ချေပြောင်းနိုင်ဖို့ထမ်းရွက်ကြတဲ့အချိန်တိုင်းမှာ